တမ်းရှိမရှိဒါကိုလိုက်စာပြီးတော့ကြည့်ကြဘုရားလောင်းတော်မွေးဖွားလာတဲ့နဲ့ကြပြိုင်နဲ့ကန္နကမြင်းဟာလဲဖွားဘက်တော်တူအနေနဲ့ဘုရားလောင်းမွေးဖွားတဲ့နေ့မှာပဲသူလဲမိခင်စိန်တော်မြင်းမကြီးကနေပြီးတော့မွေးဖွားလာခဲ့တဲ့မြင်းကလေးတစ်ကောင်ပဲပေါ့နော်ဘုရားလောင်းတော်ဟာမွေးဖွားလာတဲ့အခါမှာဘုရားလောင်းတော်နဲ့တစ်ချိန်နဲ့တနေ့တည်းမွေးဖွားတဲ့ပုဂ္ဂိုလ်တွေကဘယ်သူတွေတုံးတော့ဆိုရင်လူသားအနေနဲ့ပြောမယ်ဆိုရင်ရောင်းလာရဲ့မေတော်ဖြစ်တဲ့ဗတ္တာဒေဝီရသောတရာမိဖုရားလည်းဖုရားနဲ့တနေ့တည်းတရက်ထဲမွေးတဲ့ပုဂ္ဂိုလ်ပဲပိဋကတ်သုံးပုံကိုဆောင်းနိုင်တဲ့မြတ်စွာဘုရားရဲ့အလုပ်အကျိုးဖြစ်တာဝန်ယူထမ်းဆောင်သွားတဲ့ဆရာနန္ဒမထေရဟန်မြတ်စွာဘုရားရဲ့နဲ့တနေ့တည်းထဲမွေးဖွားတဲ့ဖွားဘက်တော်ပဲဖြစ်တယ်မြတ်စွာဘုရားတောထွက်တုန်းကညတကောင်ရံမှာအတူတကွပါသွားတဲ့ဆန္ဒဆိုတဲ့အမတ်ဟာလည်းပဲဘုရားလောင်းတော်မွေးဖွားတဲ့နေ့မှာပဲမွေးဖွားခဲ့တဲ့ပုဂ္ဂိုလ်ဖြစ်တယ်နောက်ပြီးတော့ကာလုဒာယီဆိုတဲ့အမတ်ကြီးကလည်းဘုရားလောင်းနဲ့တနေ့တည်းတစ်ချိန်နဲ့မွေးဖွားပြီးနောက်ဆုံးမှာယဟန်ဝတ်သွားတဲ့အခါမှာမြတ်စွာဘုရားကိုကပိလဝတ်နေပြည်တော်သို့ပြန်လီပင့်ဆောင်ဖို့အတွက်ရာသီဥတုရဲ့အခြေအနေလမ်းမထီးရဲ့အခြေအနေကိုဘာသာ60နဲ့ဖွဲ့နဲ့မြတ်စွာဘုရားကိုနေပြည်တော်သို့ပြန်ကြွခြင်းစိတ်တွေပေါက်လာအောင်ခါရ60နဲ့နှစ်ယောက်ကြားတဲ့ဘုရားကြီးမထေရဟာတဲ့မြတ်စွာဘုရားရဲ့ဖွားဘက်တော်ပဲဖြစ်တယ်နော်လူသားတွေတဲကဒီလိုဖွားဘက်တော်တိရစ္ဆာန်တွေကတော့ဘုရားလောင်းတောထွက်တဲ့အခါမှာစီးနှင်းသွားတဲ့ကန္နကဆိုတဲ့ယင်းဟာဘုရားလောင်းနဲ့ဖွားဘက်တော်ဖြစ်တယ်ဒါကသက်ရှိသရဝါတွေအနေနဲ့ဘုရားလောင်းနဲ့လူမွေးဖွားကြသက်မဲ့တွေကတော့ဘာတွေပါသေးတယ်ဆိုရင်မြတ်စွာဘုရားအလောင်းတော်တရားဓမ္မကျင့်ကြံကြိုးကိုအထုတ်လို့ကစုံလာပြီဗုဒ္ဓနေ့မှာမဟာဗောဓိပင်အောက်သဗ္ဗညုတဉာဏ်တော်ကြီးကိုရအဲ့ဒီသဗ္ဗညုတဉာဏ်တော်ကြီးကိုရရှိရဌာနဖြစ်တဲ့မဟာဗောဓိပင်ကြီးဟာလည်းမြတ်စွာဘုရားအလောင်းတော်မွေးဖွားတဲ့နေ့ချမ်းမှာမြေကြီးတဲကပေါက်လာတဲ့အပင်တစ်ပင်ပဲဖြစ်တယ်တိုက်ဆိုင်နေပါနော်